ဒီကဘာကြီးမှာလူနိုင်ငံတိုက်ပွဲရှိတယ်တချို့လူတွေပြောနာဝဲမှာနာကျင်နေတယ်တချို့လူတွေရဲ့ရည်တွေကိုပုံထားပြီးငါစင်ပြေတယ်လို့ပြောနေတယ်မင်းလေအဲ့ဒီလူတွေတဲကဒီရောက်လားလောကကြီးကမင်းကိုလဲချစေမယ်လူတွေကမင်းကိုအားနေတယ်လို့ပြောမယ်မိမ့်တွေကိုရေမောကြမယ်ဒါပေမဲ့ချာချာတွေ့မအေးသေးတဲ့လူငယ်တယောက်ကိုဘယ်သူမှတားလို့မရဘူးမင်းရဲ့တရားတွေမင်းရဲ့နာကျင်မှုတွေဒီညမှာအားလုံးကိုလက်လျှော့ခြင်းခဲ့ဖူးတယ်ဒါပေမဲ့မောင်ဆုံးရပြီးရင်မိထွက်လာတတ်တယ်ငါမချဘူးမရှောင်ဘူးဘာလို့လဲဆိုတော့ငါပြန်ထားခဲ့လို့ပဲချင်းကိုလက်ချဖူးတဲ့လူငယ်တိုင်းတွေ